ပဲခူးတိုင်းပဲခူးမြို့ကမြို့ပေါ်နဲ့ရက်ကွက်တွေကအုပ်ချုပ်ရေးအဖွဲ့ဝင်တွေစစ်မှုထမ်းတွေငွေကြေးကောက်ခံတာမလုပ်ဆောင်ဖို့တော်လိုင်းရေးအဖွဲ့တွေကဖုံးဖြစ်စာဖို့တတိပေးတာရှိလာတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကလူလူမြန်မာကိုပြောပါတယ်။ပဲခူးမြို့ဖျားငုတ်တို့ကြီးရွာကအုပ်ချုပ်ရေးမှုဖြစ်တဲ့ဦးကျော်မိုးဆွေထံလက်ကင်ဖုံးကနေတစ်ဆင့်စစ်မှုထမ်းကြီးကောက်ခံတာဆက်လက်မလုပ်ဆောင်ဖို့အချင်းဆက်ရပေးပြီးစောင့်ကြည့်နေကြောင်းပဲခူးတော်လိုင်းရေးအဖွဲ့တွေကအော်တိုဘာ28ရက်နေ့မှာတတိပေးစာပေးဖို့လာတယ်လို့ကြီးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူဦးကလူလူမြန်မာကိုပြောပါတယ်။စာပို့တဲ့ထဲမှာပါတာသူတို့ကထုံးကြီးတိုက်မောင်အဖွဲ့မှာတာဝန်ရှိသူတူလို့ပါတယ်။ရွာထဲမှာစစ်မှုထမ်းလားစင်ကြီးတွေကောက်နေတာရက်တန်းကရက်ဖို့ပေါ့။ရက်ဖို့အချိန်ဆက်ရက်ပေးမယ်အနီးတန်းကနေစောင့်ကြည့်နေမှာပေါ့။ငွေဆက်ကောက်နေမယ်ဆိုရင်အုပ်ကြီးနဲ့မိသားစုလုံခြုံရေးအတွက်တာဝန်မရှိဘူးလို့စာပို့ခံရတာ။အခုလိုစာပို့တတိပေးခံရတဲ့အတွက်ကြေးရအုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာတော်လိုင်းအဖွဲ့တွေရဲ့လောက်ကျန်တပ်ပြန်ခံရမှာစိုးရင်တာကြောင့်စစ်ကောင်ရှင်တပ်ပြစောတိအဖွဲ့နဲ့ရဲတပ်ဖွဲ့ထံကုကြီးထောင်းခံခဲ့ကဖျန်းကုတ်တို့ကြီးကနီးတဝိုက်မှာတိုက်ရအများပြဖြင့်ကင်းလည်စစ်ကြောင်းထိုးလှုပ်ဆောင်တာရှိလာတယ်လို့ကြေးရဒေသခံတွေကလူလူမြန်မာကိုပြောပါတယ်။ပဲခူးမြို့ပေါ်မှာလည်းဖျန်းကုတ်တို့ကြီးကအုပ်ချုပ်ရေးမှုစာပို့တတိပေးခံရတဲ့ပတ်သက်လို့ပြီးခဲ့တဲ့အော်တိုဘာလနောက်ဆုံးပတ်ကစပြီးပြစောတိအဖွဲ့တွေစစ်ကောင်ရှင်တပ်တွေဟာမြို့ပေါ်မှာအရက်ဝတ်တွေဖြင့်စောင့်ကြည့်တာအပြင်ညပိုင်းကင်းလဲတာနဲ့မြို့ရင်းမြို့ပြင်နေရာနဲ့စစ်ဆေးတာတွေပုံမလှုပ်ဆောင်လာတယ်လို့မြို့ကန်တွေကလူလူမြန်မာကိုပြောပါတယ်။လှည့်ကင်းလဲတာအရင်ထပ်ပိုလှုပ်လာတယ်။အရက်ဝတ်တွေနဲ့စောင့်ကြည့်နေတာလည်းမနေဖြစ်လာတယ်။ဖျက်ငုတ်တို့ကိစ္စကြောင့်လို့ပြောရမယ်လို့ဘကိုးမြို့ကန်တူကလူလူမြန်မာကိုပြောပါတယ်။ပဲခူးမြို့မှာရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကစစ်မှုထမ်းကင်းလို့ခွင့်အကြောင်းပြကတိန်အောင်စုကိုငွေကျပ်9000ကနေ3သိန်းဝန်းကျင်ပတ်စင်တစ်ကနေစက်ကွန်ထိလှစဉ်ကောက်ခံနေတာပါစစ်မှုထမ်းအတွက်ငွေကြေးကောက်ခံနေသလိုအပတ်စဉ်လူပြည့်နိုင်ဖို့ရက်ကြီးအုပ်ချုပ်ရေးအဖွဲ့တွေနဲ့စစ်ကောင်ရှင်တပ်တွေဟာညပိုင်းအလုပ်ပြန်လူငယ်တဲ့လူလက်ပိုင်းမျိုးသားတွေကိုမထေမှတ်သလိုပေါ်တာဆိုင်လှုပ်ဆောင်တာရှိနေတယ်လို့မြို့နယ်စစ်မှုထမ်းစင်ခေါ်ရေးကော်မတီနဲ့နီးစပ်သူတွေကပြောပါတယ်ပဲခူးမြို့မှာပြီးခဲ့တဲ့2024ခုနှစ်မတ်လကနေအခု2025ခုနှစ်နိုဝင်ဘာလဆန်းစစ်မှုထမ်းအပတ်စဉ်တဲမှာအပတ်စဉ်16အထိလူငယ်နဲ့လူလက်ပိုင်းအရွယ်အမျိုးသား1000နီးပါးကိုစစ်မှုထမ်းဖြစ်ပေါ်တာဆွဲပြုလုပ်ခဲ့ပါတယ်။အဲ့ဒီတဲကပြည်သူစစ်300နီးပါးဟာကရင်၊စကိုင်း၊ရှမ်းမြောက်၊ရခိုင်၊ကချင်နဲ့ကရင်နီစတဲ့ဒေသခံတွေထံရှေ့တန်းပို့ဆောင်ခြင်းခံရကကြောက်ဆုံးမှုအများပြားရှိခဲ့ပါတယ်။